အားလုံးပဲမင်္ဂလာပါဗီဒီယို channel ရဲ့ကြိုဆိုလိုက်ပါဒီနေ့မှာဖျားပွဲတွေမှာမျက်နှာဖုံးလိုက်အောင်နဲ့ Frostmas ကို support အနေနဲ့ဆော်သွားမှာဖြစ်ပါတယ်ပွဲစားမှာတော့ enemy Hanabi ကိုကျွန်တော်မျက်နှာဖုံးတွေရင်ရောင်းထားရပေါ့ Hanabi ကြီးကဝင်မဲ့ပုံပေါ့အဲ့ဒါလည်းကျွန်တော်အလုကတ်တို့ကိုအရင်ဆုံးသွားရောက်မှုစဉ်းစားရပေါ့အမကိုရိုရေသူမထားထားလဲအပြုံးမပြတ်နိုင်တဲ့မျက်နှာဖုံးလေးတစ်ခုမှတည်ရပါဗျာဟေ့ကောင်းလေး miss ကရိုင်းနေအဲ့မှာကျွန်တော်ရဲ့ marketing ကောင်းမှုကြောင့်အကုန်လုံးဝိုင်းဝန်းကြရဗျာကျွန်တော်လည်းပေါ်လန့်ပြတ်တက်ပြီးဟန်နာပြီးမျက်နှာဖုံးရောက်ကြည့်ဒါပေမဲ့သူမဝယ်ပေမဲ့လည်းအဲ့ဒီပွင့်သွားပြီအဲ့ဒီပွင့်လာတော့ကျွန်တော်အောက်လမ်းဘက်တဲဝင်ဖို့ကျွန်တော်စဉ်းစားရပေါ့ဒါဘက်တဲဘီကစောသွားကျွန်တော်အပေါ်လမ်းမှာပဲမတ်စမန်ကိုကူပေးနေပေါ့အလဲလမ်းမှာခုနကမမကြီးခဲတာတော့တွေ့လိုက်တယ်ဗျမောင်လေးမင်္ဂလာပါအမကြီးခဲတာပါလာတော့ကျွန်တော်လည်းအဲ့ဒီဖွင့်ပြီး flame shot နဲ့ tower တော့ပို့ပေးလိုက်တယ်တစ်ချက် enemy ကတန့်သေးသွားပြီဆိုကျွန်တော်တို့သွားနိုင်ခြင်းပဲပေါ့ဟန်နာပြီးရောဒီမှာလာကိုမျက်နှာဖုံးရောင်းမယ်အမအလူကတွေပါဝင်လာဗျာအမရေတူမရရှုပ်ချက်ခတ်ကုန်ပြီဗျာကျွန်တော်အထင်ဆက်ကြေးလာကောက်တာထင်တယ်ကိုချိန်မှာလည်းဘဲညီမဟန်နာပြီးကျွန်တော်နိုင်ချင်းဖို့တော့သွားပါတယ်ဗျာဖြစ်ချင်တော့ဒီချိန်မှာဆက်ကြေးကောက်တဲ့ကောင်လေးရပါဆက်ကြေးလာကောက်နေရဗျာအချိန်ကြီးကမဟန်တော့နဲ့ကျွန်တော်လည်းတာဝါရဲ့ပြေးဝင်မလုပ်ပါရဗျာတာဝါထဲမှာလုံခြုံရမလားလို့စောင့်ကြည့်နေတဲ့အချိန်မှာပဲရေသူမအသေးလိုက်တက်ပါရဲ့ဗျာကျွန်တော်လည်းရှောင်ပါရဲ့ဗျာတက်နိုင်တဲ့လောက်တော့ရှောင်ကြည့်ပါရဲ့ဒါပေမဲ့မရခဲ့ပါဘူးဗျာအမကြီးကျွန်တော်ဟိုက်ပါဆောင်းကောင်းတော့ကျွန်တော် AD ရှိရဆိုဝင်ဖို့လုပ်တယ်ဗျာဝင်ဖို့လုပ်တော့အမကျွန်တော်ဟဲတာအောင်ရင်ချုပ်ဖို့တော့ AD ဖွင့်ပြီးလိုက် AD ဖွင့်ပြီးလိုက်ချိန်မှာ तू ကပျောက်သွားငါပျောက်သွားကျွန်တော်လည်းရှိသမျှ space နဲ့ပြန်ပြေးရတာပေါ့enemy က Hanabi တယောက်တည်းဆိုကျွန်တော်နိုင်ချင်းဖို့လုပ်တယ်ပေါ့ကျွန်တော်လည်းပြေးဝင်တဲ့အချိန်မှာအမစက်ကြီးကောက်တဲ့ကောင်လေးကဘယ်ကနေဘလို့ပေါ်လာမှန်းမသိအမကျွန်တော်ရှိသမျှ space နဲ့ flame shot နဲ့ tower ရဲ့ပြစ်ပြပဲသူလည်းမရောက်တော့ကျွန်တော်လည်း1-3ပြီးပြစ်အမအကုန်လုံးရှုပ်ရှက်ကောက်ကုန်ပြီဗျာဒါပေမဲ့ကေးတော့ရလိုက်တယ်ဟာမလိုက်ဘူးလားဟိအောင်ရဲ့ hyper ရဲ့ min space ရဲ့ဘယ်ရောက်နေရလဲလို့အမလေလမ်းမှာပတ်တဲ့ဆိုင်မှုတော့ကျွန်တော်80ရှိရဆိုရပြောတယ်လေပြောပြီးရင်ကျွန်တော်လည်း hands on နဲ့တူအချင်းနဲ့ဝင်နေဗျာဝင်ပြီးကျွန်တော်80ကောက်ဖွင့်ချရတယ် blindအမအကုန်လုံးဝင်လာကြကျွန်တော်လည်းအသေးခံပြီးတော့ကျွန်တော်နောက်ပြန်ဆုတ်လိုက်တယ်ဗျာနည်းနည်းတော့မသေးအောင်ဆော့မရမှာဘာလို့လဲဆိုတော့ farming ကသူက step ကိုသူက30ကျော်လောက်ထိစုထားမှာဖြစ်ပါလို့ဆိုတော့အကြမ်းမှာတကယ်အရေးအကြောင်းတည်တော့လို့ရှိရင်ပြန်ပြီးရှင်တာချက်ချင်းရှင်တာပေါ့အလေလဲမှာထပ်ပြီးဖျားပွဲချင်းမှလည်းကျွန်တော်မျက်နှာဖုံးတွေသွားရအောင်မှဟန်ဆောင်ပြုံးလေးရမယ်မျက်နှာဖုံးတစ်ခုမှ100ပဲရှိရဲဆိုရင်ကျွန်တော်အဲ့ဒီဖွင့်ရဝင်နေမှာစကြေးကောက်တဲ့ကောင်လေးပါလိုက်ရိုက်တယ်ဗျာကျွန်တော်ရေပတ်တဲ့လူပါရှိရဲအမှတကြံမရသေးမနဲ့ရေပတ်တဲ့လူရှိကျွန်တော်လည်းနောက်ပတ်ထားအမမကြီးဟဲတာလိုက်ပြင်းနေကျွန်တော်အဲ့ဒီနဲ့ကျွန်တော်လည်းရှိစပိတ်3မျိုး1နဲ့ပတ်ပြည့်ရဗျာဒါပဲဖြစ်ကျွန်တော်မမကြီးဟဲတာကျွန်တော်ရဲ့မျက်နှာဖုံးဝယ်ချင်တာထင်တယ်ကဲဖျားပွဲရလည်းပြီးဆိုကျွန်တော်လမ်းမလေလမ်းမှာပဲ AC fan တော့ပါဖန်မဲ့အချိန်မှာအမှတန့်နေဝင်လာကျွန်တော်လည်းနည်းနည်းပတ်တယ်ဖြစ်နေတယ်ဆိုဘက်နေတော့ဒီမှာမမကြီးဟဲတာပေါ့ကျွန်တော်နောက်ကလိုက်လာရဗျာကျွန်တော်လည်းလူစုံလာစောင့်နေလူစုံပြီးဆိုတော့နဲ့ဖျားပွဲစပြီးဆိုကျွန်တော် AD ဖွင့်နေရ AD ဖွင့်ပြီးမှမျက်နှာဖုံးကြီးလိုက်ရောက်နေဗျာတယောက်ဟဲတာကကျွန်တော်ဝယ်အသေးပြင်းပြင်းပဲကျွန်တော်နောက်ပြန်ဆုတ်ထားခဏတော့နည်းနည်းအချိန်ကြီးကတင်းမာလာပြီဆိုကျွန်တော်လည်းခဏတော့damage ကိုနောက်ကနေပဲ AC ပေးထား maximum ကိုအဓိက damage ပေးဖို့အတွက်လှုပ်ထားပြီကျွန်တော်နောက်ကနေပြီး1-3ပြီးကျွန်တော်ဖတ်ပြီးအမှရရဲ့ key ကိုလှူရဗျာလှူရင်မရခဲ့ဘူးဗျာဆိုင်ငယ်မီးလုံးလေးကို stat စုဖို့တော့သွားနေကျွန်တော်စကြေးကောက်တဲ့ကောင်ဝင်လာပြီကျွန်တော်တော်သေးလို့1ရှိရတယ်ကျွန်တော်လည်းပတ်ပြေရသလောက်တော့ညီမလေးမကြောက်တော့ကိုကြီးရှိရဲ့ဆိုပြီးတော့အကြောင်းဆရာဇိုးကြီးပေါ်လာတယ်ကျွန်တော်လည်းဟန်နာပြီးမျက်နှာဖုံးလိုက်အောင်ပါဗျာဒါပေမဲ့မျက်နှာဖုံးလိုက်အောင်တော့အမောင်မြင်ခဲ့ပါဦးကျွန်တော်လည်းတာဝါလည်းပိတ်ပြီးမှဆိုတော့ AD ကိုဖွင့်ပြီးကျွန်တော်ပတ်ပြေရဗျာဒီဘက်မှာကျွန်တော်က support ဆိုတော့ကျွန်တော်ဘယ်တဲ့ဖွင့်ပြီးရမှာမှတန်းလိုက်လာကျွန်တော်1နဲ့ပတ်ပြေဒါပေမဲ့ header ပါလာကျွန်တော်လည်းပတ်ပြေဒါပေမဲ့ hands ကမကဲဘူးပြဆရာသမားကျွန်တော်လည်းတက်နိုင်တယ်မှာ flame shot ရင်းနဲ့ပြန်ကပြီးကျွန်တော်ကိုချုပ်ထားရတော့ကျွန်တော်မရခဲ့ဘူးဒါပေမဲ့တေးပြီးလို့ထင်ခဲ့ချင်းမှာကျွန်တော်1ပွင့်သွားခြင်းပတ်ပြေရဗျာအချိန်မှာ hands ကဲတဲ့တော့ကျွန်တော် epic comeback ဖြစ်သွားရဗျာမမကြီး header ကျွန်တော်အညို့ရင်းနဲ့လိုက်တယ်ကျွန်တော်လည်း1နဲ့ tower ပြေးဝင်ပြီး AD ဖွင့်လိုက်တယ်ဗျာအမအိုးဘီတာဆောင်းရမ်းတော်ပါတယ်ဗျာမောတာရေတောက်လိုက်အောင်မယ်အော်လုံးမှာ AC မျက်နှာဖုံးရောင်းနေချိန်မှာစက်ကြီးကောက်တဲ့ကောင်လေးပါလာစက်ကြီးကောက်တဲ့ကောင်လေးပါလာကျွန်တော်လည်း1လေးဖွင့်ပြီးပြေးမယ်ပေါ့စက်ကြီးမပြေးချင်တော့မှတက်ကျွန်တော်ကိုချုပ်တယ်ပဲကျွန်တော် online ကြီးဝိုင်းပြင်းတယ်ကျွန်တော်အညို့ရင်းနဲ့လားမသိဘူး AD ဖွင့်မှလည်းကျွန်တော်မနိုင်ရဘူးပေါ့ဘာလို့လဲဆိုတော့ enemy က maxman တွေကိုပါလာတယ်ကျွန်တော်လည်းချောသွားတယ်ဒါပေမဲ့ stat 40ရှိရတဲ့အတွက်ချက်ချင်းပြန်ရှင်လာတယ်ဗျာ Frostmas က stat ရှိလို့ချက်ချင်းပြန်ရှင်လာခဲ့ပေမဲ့ brother တို့ရဲ့ချစ်သူတွေကတော့ brother တို့ဘလောက်ချစ် brother တို့ဘလောက်ချောချက်ချင်းစိတ်ဆိုးပြေမှာတော့မဟုတ်ဘူးဗျဖျားခွဲလဲကျမတော့မှာဆို AD ရှိရဆိုကျွန်တော်လည်းမျက်နှာဖုံးသွားရအောင်မလုပ်တယ် enemy ကတက်ရင် AD တွေဘာလို့ဝင်သွားလဲဆိုကျွန်တော်အခုလို AD ဖွင့်နေလို့ဗျ AD ဖွင့်ရတဲ့အကြောင်းရကျွန်တော် maximum အရင်ခါနေတဲ့အတွက်ကျွန်တော် AD ဖွင့်လိုက်တယ်အမှစကြီးတောက်တော့ကောင်လေးကဝင်လာတယ်ကျွန်တော် flame shot လေးနဲ့နောက်ဆုတ်ပြီးဒါပေမဲ့1နဲ့ကျွန်တော်ပြန်လိုက်ပြီးကျွန်တော်2နဲ့ပြန်ပြီးပတ်လိုက်ပါဗျဒါပေမဲ့ဆရာရဲ့ဟန်ဆိုကြီးပဲကေးရသွားရပေါ့
ကျွန်တော်လည်းနောက်ကရည်သူမကိုကျွန်တော်လိုက်ပြင်းဖို့တော့ဝမ်းနဲ့ပါလိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့စပယ်တော့အကုန်ခံတာဘာလို့လဲဆိုတော့လုံးဝဒီချိန်မှာလိုအပ်နေတဲ့စပယ်ကိုစုထားမှဖြစ်မယ်ပေါ့ဒီလိုနဲ့ enemy tower နားတော့ရောက်ခဲ့မှကျွန်တော် tower တော့မချိုးနိုင်ခဲ့ဘူးပေါ့ဘာလို့လဲဆိုတော့ enemy ကနေပြီးရည်သူမရှိနေတဲ့အတွက်ကျွန်တော်ခဏတော့ပတ်ထားရတယ်ပေါ့ enemy ကတန်းပြန်ပေါ်လာပြီဆိုကျွန်တော်တို့ခဏပတ်ထားရတဲ့အကြောင်းရင်းကတော့တန်း AD နဲ့ချုပ်လိုက်လို့ရှင်ကျွန်တော်တို့လည်း tower အထိဝင်သွားမယ်အကြောင်းအဲ့နောက်က Maxman ဒီမှာပေါ်လာပြီဆိုကျွန်တော်လည်း free ကိုကာဖို့လုပ်တယ်ဒါပေမဲ့ free ကသူ့အတူထွက်နိုင်တယ်ကျွန်တော်တော့ကမမကြီးဟဲ့တာလိုက်နေလောက်ကြအောင်ဟင်းအောင်နေဒီမမငါ့ကိုစတောင်ဆုံးစီစလိုက်တယ်ဟာအဲ့အောင်ပြေးဟာငါလည်းပြေးမှရအောင်1-3ပြေးတယ်2-3ပြေး flank shot နဲ့ပြေးတယ်အမနာတန်ထက်လိုက်တယ်ကျွန်တော်လည်း1-3 skin ကိုကျွန်တော်ပွင့်ပါသေးဆူတောင်းနေတယ်ပွင့်သွားတယ်ကျွန်တော်လည်းထပ်ပြေးရပြအမသူလည်း damage ကမခံနိုင်တော့ကျွန်တော်လည်း2နဲ့ပြန်3တာအမဒါပေမဲ့မမကြီးဟဲ့တာလည်းထပ်တည်သွားပါပြီဗျာနေဟိုမမကြီးဟဲ့တာစားစော်ကြီးလားလည်းမသိဘူးဒီတစ်ခါနောက်ဆုံးဖျားပွဲဆိုကျွန်တော်လည်းရှိသမျှအကုန်စပယ်ရေးတုံးလိုက်တော့တုံးပြီးဒီဟဲတာကိုလည်းကျွန်တော်အရင်တော့ချုပ်ပြီးတက်ပြီးတယ် enemy ကမေးတစ်ကောင်လေးကျန်တဲ့အတွက်ကျွန်တော်လည်းပတ်ထားလိုက်တယ်ဒါပေမဲ့နိုင်တော့ခဲ့ပေါ့နောက်ဗီဒီယိုမှာဘာဟီးရိုကိုင်းနေလဲဆိုတော့အချင်းရရင်ဆို comment မှာမှန်သွားပေးကြပါနော် Crash ရစာများလို့စိတ်ပြတ်နေမှာဆိုပီတာရဲ့ဗီဒီယိုလေးကိုတနေ့ကြည့်လို့ရအောင်နော် like and subscribe လုပ်တော့မမေ့နဲ့နော်အားလုံးပဲကျေးဇူးပါနောက်ဗီဒီယိုမှာတွေ့မယ်နော်